လုံးပဲမင်္ဂလာပါရှင် origami video လေးကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ဒီမှာပြထားတဲ့အတိုင်းပဲပေါ့နော် Christmas ရာသီဆိုတော့အရင်တစ်ပတ်က Santa Claus ခောက်ပြီးတော့ဒီတစ်ပတ်ကတော့ snowman လေးခောက်မယ်ပေါ့နော် snowman လေးခောက်ဖို့အတွက်ဘာလို့မလဲဆိုလို့ရှိရင် A4 စာရွက်တစ်ရွက်ရဲ့ပြည်တဲ့ချောင်းရဲ့ဆိုရပါပြီဘောပင်တွေကတော့လိုပါပေါ့နော်ဘောပင်တွေခဲတယ်လေကကြီးဒါလေးလိုမယ်နော်မစတိုမန်ကိုတစ်ခုတည်းမလုပ်ဖ ೇನೆ အတွဲလိုက်လေးလုပ်ချင်တာပေါ့နော်အတွဲလိုက်လေးလုပ်ဖို့အတွက်ဆိုရင် A4 ကိုဒီလိုမျိုးအလဲတော့ဝက်ချိုးပါချိုးပြီးသွားပြီဆိုရင်ဒီနဲ့ပဲထည့်လိုက်ပါ snowman လေးရောက်တယ်လေးလုပ်မယ်ပေါ့နော်ထည့်ပြီးသွားပြီဆိုရင်ဒီထည့်ထားတဲ့ A4 လေးကိုဒီလိုမျိုးတော့ဝက်ချိုးမယ်တစ်ခေါက်ချိုးမယ်ပေါ့နော်ပထမတစ်ချိန်တစ်ခေါက်ချိုးမယ်ပြီးရင်အဲ့ဒါကိုနောက်ထပ်ချိုးမယ်နှစ်ခေါက်ချိုးမယ်ပြီးရင်နောက်ထပ်တစ်ခေါက်သုံးခေါက်ချိုးပါမယ်ပြီးတော့ရင်တော့ပုံလေးဆွဲပါမယ် snowman အတွဲလေးလုပ်ဖို့အတွက်ပုံလေးပေါ့နော်ဒီထိတ်မှာအဝိုင်းလေးဥထုပ်ထိတ်သေးလေးပြီးသွားရင်ဥထုပ်ပုံရှိရှိလေးဝိုင်းလိုမျိုးဥထုပ်လေးပြီးရင်ဒီမှာအဝိုင်းလေးကောင်းလေးပေါ့နော်ကောင်းလေးပြီးသွားရင်ဘိုက်လေးပြီးတော့လက်ကလေးတက်ပါမယ်လက်မလေးနဲ့ဒီလိုပေါ့နော်လက်တွေ့ဒီဆွဲသွားဆိုရင်ညှပ်ပါမယ်အရာလေးတိုင်းရောနော်ကိုဆွဲထားတဲ့အရာလေးတိုင်းညှပ်လိုက်ပါမယ်ဒီမီတို့ညှပ်ခိုင်းတော့တတမီတို့ဒူလိုက်လုပ်နေရဆိုရင်ဒီနားလေးမှာဒီနားလေးပေါ့နော်ဒီနားလေးမှာလက်တွဲထားလေးဖြစ်အောင်ဆွဲထားတဲ့အရာလေးအတိုင်းပဲလိုက်ညှပ်ပေးတာပါဥထုပ်ထိတ်ကလေးပေါ့နော်ပြီးတော့ရင်တော့ဒီမှာညှပ်လိုက်မယ်ဆိုရင်ဆော့ပင်နဲ့ဆွဲထားတော့အရင်ထင်နိုင်ဆိုရင်ဒီမှာ snowman လေး4ယောက်ရပြီပေါ့နော်4ယောက်လက်တွဲထားတဲ့ပုံလေးရပြီအဲ့ဒါလေးကိုမှဒီမှာပုံလေးထည့်မယ်ပေါ့နော်ဒီမှာမာကာပန်နဲ့ဆွဲထားတော့ဒီတိုင်းပဲဆွဲလိုက်တော့မယ်ပေါ့နော်ဒါလေးကဥထုပ်ကလေးဥထုပ်နေရာလေးပြီးရင်ဒါလေးကလေပင်နေရာလေးဖြစ်မယ်ဒီမှာပေါ်ဝါလေးလေးရှေ့ကိုချဒီမှာမျက်လုံးလေးကိုဆွဲစင်တဲ့ပုံလေးဒီမှာဆိုရင်တလားမျက်လုံးမှိတ်ထားတဲ့ပုံလေးမျက်စိမှိတ်ပြတဲ့ပုံလေးဒီမှာအိမ်နေတဲ့ပုံလေးလိုလေးဆွဲလို့ရပါတယ်ဒီမှာတော့ဒီပုံပဲဆွဲပြရမယ်နော်နှာခေါင်းလေးကိုချွန်းလေးတက်လိုက်ဒီလိုလေးပါနော်ကျန်တဲ့ဒီဘက်ကကောင်လေးလည်းတခြားရောင်လေးနဲ့ထဆွဲလိုက်လို့ရပါတယ်ကဲ snowman လေးပြီးသွားပြီနော်snowman ပြီးသွားပြီနော်နောက်တစ်ပတ်မှာလည်းဘယ်လို origami လေးနဲ့ပြန်ဆောင်ရမလဲဆိုတာကိုဆက်လက်ဆောင်ပြကြည့်ကြပါဦးနော်ကျေးဇူးတင်ပါတယ်